လုံးမိတ်မင်္ဂလာပါကြည့်ပါအောင်ကဲဒီမှာနော်မနေ့ကဆိုရင်နော်ဒီကုတ်လေးတွေပေါ့နော်တောင်ကြီးတစ်ဆောင်တိုင်ပွဲတွေမှာအရန်ကိုရောက်နေရပါပြီပြင်ဦးလွင်ဘက်တို့နော်တောင်ကြီးဘက်တို့အရန်ပို့ရတော့ပစ္စည်းလေးပါရှင်သူက site ကဒီလိုမျိုး280 site ထိပါတယ်ပေါ့နော်ဈေးနှုန်းကတော့မတက်တို့ကွန်တိန်နာကျဈေးနဲ့ပဲသွားမှာဖြစ်ပါတယ်အရင်ကတော့မတက်တို့ဘေးတို့ရောင်းခဲ့ကွန်တိန်နာရောင်းနေပေါ့နော်တူကလေးရ1000ခွဲ18000ဝန်းကျင်ရှိပါရှင်အခုကကြတော့မတက်တို့ဒါလော့ပြက်လေးဖြတ်ထားတာဖြစ်တဲ့အတွက်ဈေးနှုန်းကိုမတက်ကဒါလေးတွေကိုနော်ထူးတန်သောဈေးနဲ့ပေးမှာဖြစ်ပါတယ်အရန်လှတော့ပါနော်ဒါလေးတစ်ချက်ပြပေးမယ်ဈေးနှုန်းက14000ကျပ်ပါရှင်အရန်လှတော့နော်ဒါလေးပါအဲ့နှလုံးစိုက်ပါဒီမှာလေးပါဒါလေးနော်ဝတ်ပြပေးပါမယ်ရှင်ဒါဆိုဒီမှာလေးရောဒါလေးရောအရန်လှတော့လေးဝတ်ပြပေးမယ်နော်ကဲဒီမှာပါရှစ်ဆရာလေးသူကကြတော့ခါကြတော့လေဟိုတအားထူလက်ပြေးပြီးတကလက်ကုတ်လိုမျိုးမဟုတ်ရှီသားလေးတွေနော်ဒီမှာရှီသားလေးတမလာနော်အရင်ကြီးမထူအရင်ကြီးထူထဲထဲကြီးပွားပွားရာကြီးအစမဟုတ်ဘူးသူကရှီသားလေးတွေပါရှင်အရင်လှတော့ပါနောက်မပြပေးပါနဲ့ဒါဒီလိုမျိုးရုံမွေးလေးလည်းရှိရဲ့အစုံပါတာပေါ့နော်ပါတာတော့ရုံမွေးကြိုက်ရင်ဒီလိုအမွေးပွားလေးဝုံမုံရှိဝတ်တယ်လို့ကြိုက်ရင်ဝုံမုံရှိဝတ်တယ်လေးယူတော့တော့တောင်းရမ်းနေပါတယ်နော်ကဲဒီမှာဒီလိုလေးကြရင်ဒီလိုမျိုးလေးယူပါနော်စကလက်ကုတ်လည်းပါတယ်ပြီးရင်ဒီလိုရှီသားကုတ်လေးတွေလည်းပါတယ်ဒါလေးကိုရမ်းလာတော့တစ်ချက်ပြပေးမယ်ကဲဟောက်လိုက်တာရှင်အိုးကြိုက်လိုက်တာနော်ကြိုက်လိုက်တာဆိုတာကြည့်ပါဦးကိုလှလိုက်တာဘယ်လိုပြောမလဲဆိုတော့လူဝကြီးတွေလည်းမတက်တော့လို့လူဝကြီးတွေလည်းဝယ်လို့ရပါတယ်ဈေးနှုန်းကအတက်ပါဈေးနှုန်းက1000နဲ့4000ကျပ်ဖြစ်ပါတယ်ရှင်ဒီထက်မှဆိုရင်ဟိုအရင်မတက်ကွန်တိန်နာဖောက်တော့ကြတော့ဂုံးသားတွေအမွေးပေါ့ပါဒါရှိတာလေးတွေအရင်လှတော့ပါဒါနဲ့စကားမဆက်အထက်ကဝတ်ထားတဲ့ကာဝန်လေးက1000ပဲနော်1000ပဲရှိဗီဒီယိုတွေမှာဝင်ကြည့်လိုက်ပါ1000နဲ့ရရှိမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့1400မှာရှင်အပြင်မှာ3000ခွဲ4000အနည်းဆုံးရှိပါတယ်နော်ရှုပ်ခပို့တာပိတ်ကို9500ရှုပ်ခ9500တွက်ကြည့်လိုက်ဒီတိုင်းဆိုရင်တော့1000ခွဲလောက်အဲ့ဒါပေါ့ပဲရမယ်ဒါကကျတော့လုံးဝ quality အမြင့်အကောင်းစားလေးတွေဖြစ်ပါတယ်ရှင်ကျေးဇူးပါ